ရှင်နာသူထားခဲ့လို့ပေါ်လေတယောက်တည်းနေဝေဒနာတွေပေးကသူထွက်သွားဝေးပြန်လဲဆုံးတွေ့ဖို့ခက်လိမ့်မယ်မေကြီးမောင်ချင်းတွေ꿰ရတော့မယ်လေ